မိုးရာသီရောက်ပြီဆိုရင်ရာသီဥတုလေးကအေးမြပြီးတော့နေလို့ကောင်းတယ်ဆိုပေမဲ့နောက်ွယ်ကနေအတန်တိတ်လိုက်လာတတ်တဲ့လူသက်သမားတစ်ယောက်ရှိပါတယ်။အဲ့ဒါကတော့ဝမ်းပြက်ဝမ်းလျှောနဲ့ကာလဝမ်းရောဂါပဲဖြစ်ပါတယ်။တာမန်ဝမ်းလျှောတာပဲဆိုပြီးတော့ short တွက်မိလိုက်မယ်ဆိုလို့ရှိရင်နိုင်ပိုင်းတွင်းမှာပဲအသက်အန္တရာယ်ထိစိုးရိမ်ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မပေါ့ဆစေချင်ပါဘူး။အဲ့တော့ကာလဝမ်းရောဂါကဘာကြောင့်ဖြစ်ရလဲ။ဘလို့ယောဂလက္ခဏာတွေပြနိုင်တယ်ဆိုတာနဲ့မဖြစ်အောင်ဘလို့မျိုးတတိထားနေထိုင်ရမလဲဆိုတာတွေကိုကျန်းမာရေးဘုဒ္ဓအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကာလဝမ်းရောဂါကဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်မိုးရာသီမှာရင်ကောင်တွေပေါ်လာတာအားလုံးအသိပဲဖြစ်မှာပါ။အဲ့တော့ရင်နာတဲ့အစားအသောက်တွေကိုစားမိလို့ရှိရင်ဖြစ်နိုင်ပါတယ်။ပြီးတော့မတန်ရှင်းတဲ့တောက်ရည်သုံးရည်တွေကနေတစ်ဆင့်လည်းဖြစ်နိုင်ပါတယ်။ပြီးတော့ဒီအစားအသောက်တွေကိုပြင်ဆင်တဲ့သူတွေမှာလက်တန်ရှင်းမှုအားနည်းလို့ရှိရင်ဒီယောဂပိုးတွေကခန္ဓာကိုယ်ပိုက်ထဲကိုဝင်ရောက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကာလဝမ်းယောဂါတွေဖြစ်နိုင်ပါတယ်။ဝမ်းပြက်ဝမ်းလျှောတွေဖြစ်လာနိုင်ပါတယ်။အဲ့တော့ကာလဝမ်းယောဂါဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးယောဂလက္ခဏာတွေပြနိုင်လဲဆိုလို့ရှိရင်တော့ဝမ်းသွားတဲ့အခါမှာဒီဆန်စည်းလိုမျိုးအယောင်ဖြော့ဖြော့ပေါ့နော်ဖြူနောက်ကိုအရည်ကြီးပဲတရဆက်သွားနေတာမျိုးကြုံရတတ်ပါတယ်။ဝမ်းသွားတာတွေမကဘဲနဲ့ဒီအန်မှာအန်တက်တာမျိုးလည်းကြုံရတတ်ပါတယ်။ပြီးတော့ခန္ဓာကိုယ်ကနေရေဓာတ်တွေဆုံးရှုံးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီရေဓာတ်ဆုံးရှုံးတဲ့လက္ခဏာတွေပေါ့နော်။မျက်တွင်းတွေဥမာဆိုလို့ရှိရင်မျက်တွင်းတွေခြိုက်ဝင်သွားတာမျိုးတွေနှာခမ်းတွေခြောက်လာတာမျိုးတွေအရေပြားကိုဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြန်မကျလာတာမျိုးတွေပြီးတော့စီးမထွက်တော့တာမျိုးစီးမသွားတော့တာမျိုးတွေပြီးတော့ခြေလက်တွေအေးဆက်လာတာမျိုးတွေစသဖြင့်ဒီလိုယောဂလက္ခဏာတွေရှိနေပြီဆိုရင်တော့အိမ်မှာဆေးမီတိုနဲ့မကူသင့်ပါဘူးအမြန်ဆုံးနီးစပ်ရာဆေးရုံဆေးခန်းကိုတွားပြီးတော့ဆရာဝန်နဲ့ပြသပြီးတော့ကုသမှုခံယူဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ကာလဝမ်းယောဂါမဖြစ်အောင်ဘယ်လိုမျိုးတတိထားနေထိုင်ရမလဲဆိုလို့ရှိရင်တော့တောက်ရည်သုံးရည်တွေကိုအတက်နိုင်ဆုံးတန်ရှင်းတဲ့တောက်ရည်သုံးရည်တွေကိုအတက်နိုင်ဆုံးအသုံးပြုပါပြီးတော့ရာသီဥတုကဒီဆိုးဆွတ်တဲ့ရာသီဥတုမှာရင်ကောင်တွေပေါက်ဖွားတာဖြစ်တဲ့အတွက်ကြောင့်ဒီအတက်နိုင်ဆုံးရင်နာတဲ့အစားအစာတွေကိုအတက်နိုင်ဆုံးတတိထားပေးပါတန်ရှင်းလက်ဆက်တဲ့အစားအသောက်တွေကိုအတက်နိုင်ဆုံးရွေးချယ်ပြီးတော့စားသုံးပေးပါနံပါတ်3ချက်အနေနဲ့ကတော့အတက်နိုင်ဆုံးလက်ကိုစင်ကြယ်အောင်ဆေးပါအစားမစားခင်နဲ့ဒီအိမ်နာတက်ပြီးတဲ့အခါတွေတိုင်းမှာလက်ကိုအနည်းဆုံးစက္ကန့်20ကြာအောင်ဆေးကြောစေချင်ပါတယ်ဒီမိုးရာသီမှာကာလာဝမ်းယောဂါဖြစ်ခြင်းကနေလည်းကင်းဝေးစေချင်ပါတယ်အဲ့တော့ကောင်းမွန်တဲ့အလေးကျင့်လေးတွေကိုတိဆောက်ဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်နောက်ဆုံးချက်အနေနဲ့အရေးကြီးဆုံးမှာချင်တာကတော့ဒီမိုးရာသီပဲဖြစ်ဖြစ်ပေါ့နော်ဝမ်းလျှော့ပြီဆိုလို့ရှိရင်မိမိကိုယ်တိုင်တော့၎င်းပေါ့နော်မိမိပတ်ဝန်းကျင်မှာရှိတဲ့သူတယောက်ယောက်ဝမ်းလျှော့ပြီဆိုတာ ਨੇ အခြေခံကျန်းမာရေးအသိပေါ့နော်ကျွန်တော်တို့အနေနဲ့မလုပ်ပေးလို့ရလဲဆိုလို့ရှိရင်နီးစပ်ရာဆေးဆိုင်လေးမှာတွားပြီးတော့ DAX အားထုတ်ပေါ့နော် ORS လို့ခေါ်တဲ့ DAX အားထုတ်လေးကိုဖြော်ပြီးတော့နည်းနည်းကိုခဏတိုက်ပေးတာမျိုးလုပ်ပေးစေချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးလုပ်ရတဲ့အကြောင်းရင်းอ่ะပေါ့နော်ဒီ one shot ပြီဆိုလို့ရှိရင် DAX အားလေးဖြော်တိုက်ထားရမယ်ဆိုတဲ့အသည့်ကိုရစေခြင်းပါတယ်ဒီသီလေးရမယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလောက်ကြိုနှက်ပါတယ်အကယ်၍ကျွန်တော်ပြောခဲ့တဲ့လက္ခဏာတွေပေါ့နော် DAX အားထုတ်လည်းတောင်းနေတယ်ဒါပေမဲ့ one ကလည်း direct set ဆန်စီရည်လို့အဖြူတွေကြီးပဲတွားနေတယ်ပြီးတော့အန်လည်းအန်နေတယ်ပြီးတော့ခုနပြောခဲ့တဲ့ရေဓာတ်ခန်းချောက်တဲ့လက္ခဏာတွေပေါ့နော်မျက်တွင်းတွေခြံဝင်သွားတာမျိုးတွေနှာခမ်းတွေခြောက်လာတာမျိုးတွေအရေပြားကိုဆွဲလိုက်လို့ပြန်မကျလာတာမျိုးတွေပြီးတော့စီးမသွားတော့တာမျိုးတွေခြေပြားလက်ပြားတွေအေးဆက်လာတာမျိုးတွေစသဖြင့်ဒီလိုယောဂလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့အမြန်ဆုံးနှီးစက်ရာဆေးရုံဆေးခန်းကိုတွားပါဆရာဝန်နဲ့ပြသပါကုသမှုခံယူဖို့လိုအပ်ပါတယ်မပေါ်စာတင်ပါဘူးဝမ်းပြောင်းဝမ်းလျှောနဲ့ဒီကာလာဝမ်းယောဂါကလည်းပေါ်ဆမိမယ်ဆိုလို့ရှိရင်အသက်အန္တရာယ်အထိစိုးရိမ်ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးတတိထားစေချင်ပါတယ်အဲ့တော့ကျွန်တော်ခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘိုးတူတာရတယ်အသိပညာတစ်ခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်တခြားသိချင်တာတွေမေးချင်တာတွေရှင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ